တောဘီရင်ဆိုတဲ့ဂုံပုတ်ဟာတခါတလေမှာသွေးစွန်းတဲ့ပေးဆက်မှုတွေနဲ့အဆုံးသတ်တတ်ပါတယ်။အခုမြင်တွေ့နေရတဲ့ချင်းသီမင်းဟာပြင်းထန်တဲ့ဒဏ်ရာတွေကိုခံစားနေရပြီ။သူ့ရဲ့မျက်လုံးတွေဟာတစားပြီးပျက်စီးသွားခဲ့ရပြီ။သွေးနဲ့အသားစားတွေဟာလည်းကြည့်မကောင်းအောင်ဖြစ်နေပါပြီ။ပြီးခဲ့တဲ့ညကနေမြေလှုပ်တဲ့ကျူးကျော်သူချင်းသီးတစ်ကောင်နဲ့သူဟာအသက်နဲ့ရင်ပြီးတိုက်ခိုက်ခဲ့ရပါတယ်။ဒါပေမဲ့အသက်အရွယ်ကြီးရင်လာတဲ့သူ့ခန္ဓာကိုယ်ဟာသေစီနိုင်တဲ့ဒဏ်ရာတွေရှိမှဒူးထောက်ခဲ့ရပြီ။အခုတော့သူဟာသူ့ရဲ့မိသားစုဖြစ်တဲ့ချင်းသေးမတွေကိုမကာကွယ်ပေးနိုင်တော့ပါဘူး။သူ့ရဲ့မင်းဆက်ဟာဒီနေရာမှာနေကုန်းချုပ်သွားခဲ့ပါပြီ။မင်းဆက်တစ်ခုစတင်ဖို့အုပ်ချုပ်သူအသစ်ကရောက်ရှိလာပါပြီ။ချင်းသေးမတွေအတွက်ဒီနေရာမှာဆက်လက်ရှင်သန်ဖို့ဆိုရင်သခင်အသစ်ကိုဒူးထောက်အညံ့ခံဖို့ကလွယ်လို့တခြားနည်းလမ်းမရှိတော့တယ်လို့ပါပဲ။အသက်ရှင်ဖို့အတွက်အရှက်တရားကိုရင်ရတော့မယ့်အခြေအနေပါ။ဒါပေမဲ့အခုအချိန်မှာတော့ချင်းသေးမတွေမှာရွေးချယ်စရာတစ်ခုကြံနေပါသေးတယ်။ကျူးကျော်သူချင်းသေးဟာသူ့စိတ်နှွေရဲ့အနံ့ကိုရနေပါပြီ။အမဲလိုက်တွေကစတင်လိုက်ပြီ။ချင်းသေးမာရီဟာသူတို့ရဲ့ချင်းသွေးငယ်တွေကိုခေါ်ဆောင်ပြီးချက်ချင်းဆိုသလိုထွက်ပြေးကြပါတော့တယ်။ဒီနေရာမှာသူတို့အတွက်ဘေးကင်းလုံခြုံမှုမရှိတော့ဘူး။ လွတ်မြောက်အောင်ပြေးနိုင်မှသာရှင်သန်ဖို့အခွင့်အရေးရှိတော့မှာပါဒါပေမဲ့အုပ်ချုပ်သူအသစ်ဟာသူတို့ကိုအလွယ်တကူလွတ်ပေးမှာမဟုတ်ပါဘူးဒဏ်ရာရနေတဲ့ချင်းသည့်ဟောင်းကြီးကလည်းသူတို့နောက်ကနေတရွေ့ရွေ့လိုက်ပါနေစေပါနောက်ကျောင်းပြန်လဲဖို့ကတော့မဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ကျူးကျော်လာတဲ့ချင်းသည့်အုပ်စုဟာအယက်မျက်နှာအနှံ့ကနေဝိုင်းရံပိတ်ဆို့ထားလို့ပါပဲအနောက်ဘက်ကထွက်ပေါက်ဟာလည်းအပိတ်ခံထားရပါပြီအဲ့ဒီဘက်ကနေရန်လိုတဲ့မျက်လုံးတွေနဲ့ချင်းသီးမတအုပ်ချင်းကပ်လာတယ်အထူးသဖြင့်ဦးဆောင်လာတဲ့ချင်းသီးမရဲ့မျက်လုံးတွေဟာအီးဆက်လို့နေပါတယ်သူဟာလည်းအဲ့ဒီညကတိုက်ပွဲမှာမျက်လုံးတန်ရာရခဲ့တာကြောင့်ဒါဟာဘယ်တော့မှမိဖြောက်လို့မရတဲ့အညိုးတီးတစ်ခုပါရုတ်တရက်ကျူးကျော်သူတွေရပ်တန့်သွားကြတယ်သူတို့တစ်ခုခုကိုအာယုံခံမိသွားပုံပါပဲရှေ့မှာလည်းအပိတ်ခံရနောက်မှာလည်းအလိုက်ခံရနဲ့ဒီလိုအကြက်တဲကြမှာချင်းသိမ်မာတွေနဲ့သူတို့ရဲ့တားငယ်လေးတွေဘလို့များဆက်လက်ရှင်သန်ကြမလဲတဘာဝတရားရဲ့ရက်ဆက်လာတဲ့ရှင်သန်ရေးတိုက်ပွဲဟာအခုမှအထွတ်အထိပ်ကိုရောက်ရှိလာပါတော့တယ်